3S 2 ပညာကမ်းမှာတို့ကအဲကျမ်းမာရေးနဲ့ပတ်သက်တာပေါ့ခုနပြောရတဲ့ကျမ်းမာရေးနဲ့ပတ်သက်တာကျမ်းမာရေးနဲ့ပတ်သက်တာကိုတို့ကသုံးမယ်ဆိုရင်ကွာဥမာတနင်္ဂနွေကျမ်းမာရေးဆိုရင်ဥမာဇောင်းလျာဟာလားဟိုနင်းကိုတို့ကအဲ့မှာမသုံးတော့ဘင်းနဲ့ခွဲပြီးသုံးလိုက်မှာဒီ 3S 2 ကိုဇောင်းလားဆိုတာပူသုံးတာလေမဟုတ်ခွဲသုံးလိုက်မှာဇော်စိမ့်နဲ့ရွက်လာကိုလေဇော်စိမ့်ရကွာတို့ရှင်းညွန့်ပေါ့နော်ရွက်လာကြတော့18ညွန့်ပေါ့တို့ဒီမဟုတ်လေရွက်လာက4ညွန့်ပေါ့ဇော်စိမ့်က3ညွန့်ပေါ့အဲ့ဒါကိုသူ့ရဲ့ဒီတင်မအောက်မှာထားလိုက်တာပေါ့သူ့ရဲ့တင်မအောက်မှာထားရဆိုတာခုနကတော့တို့ကျမကြီးညံ့တဲ့လူရဲ့တင်မအောက်မှာထားသိပ်တာတော့ဘာလို့ဆိုရင်ဥမာကလုံးဆောင်လျားဖြစ်တဲ့အတွက်အဲ့မှာသူ့ရဲ့ဒီခုနကအဲ့မှာကျတော့တရိစတုအင်းနှစ်ခုယာဟုဝဲချေမှာဆိုတော့ဒီယာဟုဆိုတဲ့ကောင်ကဝဲချေမှာဖြစ်တဲ့အတွက်တို့ကတင်မအောက်မှာခင်းမယ်ဆိုလို့ရှိရင်စတုယံဟာကိုဘယ်ဘက်မှာခင်းရမလဲစတူရန်ကဘယ်ဘက်မှာခင်းမယ်ဆိုတော့တို့ကခုနကတနင်္ဂနွေသားဆိုရင်ဥမာအောင်လန်ထူစစ်သူကြီးပွဲဆိုတော့တို့ကဒီနေရာမှာဗုဒ္ဓဟူးနံကိုစတူရန်၄ကနန်းကိုမကြွလာ၄ညွန့်ပေါ့အဲ့ဒါကိုဘယ်ဘက်မှာခင်းဘယ်ဘက်တင်မှာခင်းလိုက်ပြီးရင်အခုကဇော်စိမ့်ပေါ့ဒါမှမဟုတ်စီးညွန့်ပေါ့3ညွန့်လည်းရပါတယ်3ညွန့်8ညွန့်လည်းရအဲ့ဒါကိုသူကတင်မှာအောင်မှာညာဘက်မှာထားအဲ့ပြီးတော့မှဖြာလေးခင်းပြီးသူ့အဲ့ပေါ်မှာတိတ်ခိုင်းတာပေါ့ဒါတော့ဟိုကျမ်းမာရေးအတွက်ပေါ့ဟိုဆောင်းမန်းနင်းသုံးတဲ့ဟာပေါ့သူကအဲ့နေရာမှာတို့ကဟိုတပတ်ကိုတစ်ခါလဲပြီးတာတော့ပေါ့သူမွေးနေမွေးနေဝင်းပေါ်ချင်းတောင်းကိုလည်းသူ့ရဲ့မွေးနေအပေါ်ရောက်တဲ့ချိန်မှာတုံသွားတာပေါ့နော်အဲ့လိုတုံသွားတာပေါ့သူကဒါမွေးနေမှာတကယ်လို့သူကဟိုလူတွေဘာတွေထွက်သွားတာတော့ပေါ့ဥမာချစ်သူကြီးသားတွေဘာတွေထွက်သွားတာတော့ယောက်ျားထွက်သွားတာတော့မိန်းမထွက်သွားတာတော့ချစ်သူထွက်သွားတာတော့ပေါ့ဆိုရင်တော့ခုနပြောတဲ့ခွဲသုံးတာမို့တော့ပူသုံးမှာသူကဂလုံးဆောင်များကြားကလက်ပံဆိုမှတနင်္ဂနွေဆိုရင်ဆောင်းလာသားကိုသူကအဖျားချွန်ပြီးတော့ထွက်သွားသူရဲ့နာမည်ကိုရေးပြီးတော့အဲ့ခုနကနေအိမ်ရဲ့အဝင်ဝမှာအဲ့ဒါကျတော့သူကအချိန်ပြောင်းသွားတယ်ဟုတ်လားတောက်ကြချိန်မှာပဲသုံးတယ်3S 2ကိုပူသုံးတော့မယ်ဆိုရင်တောက်ကြချိန်မှာပဲသုံးတယ်မိသည့်နေ့မိသည့်အခါမဆိုသူကမိသည့်ရက်မဆိုပေါ့တောက်ကြအခါမှာပဲသုံးတယ်ဒါကတော့ကိုကပူးသုံးတာဟုတ်ပူးသုံးတဲ့ပညာကမ်းဖြစ်သွားလို့ခွဲသုံးတယ်ဆိုရင်တော့ခုနကတင်မအောက်မှာခင်းသိတဲ့ခွဲသုံးတာတော့ဒါသူ့ရဲ့နဝင်းပေါ်ချိန်တို့ပါတော့ဒါမှမဟုတ်သူကာကရှင်နေတာအထက်ရောက်တဲ့ချိန်ကိုသုံးမှာနော်ဒီ 3S 2မှာကိုကအခုလောလောဆယ်ကွာဟိုတခုခုပေါ်ဥမာကျောင်းကြည့်ငယ်ရှိလို့ကိုကစကားတော့ပြောရမယ်ပတ်စံကိစ္စပဲထားယာရုကိစ္စပတ်စံကိစ္စတစ်ခုခုပေါ့ case တစ်ခုကိုကဟိုတုံးတော့မယ်ပေါ့ဟိုဒီကာလာဒေတာပြောကမှာ error တစ်ခုတက်နေလို့တုံးနေတယ်ဆိုရင်တော့ခုနပြောတဲ့ဂလုံးဆောင်များအပိုက်မှာသူကဒီဟိုနည်းကိုရွက်လာနဲ့အဲ့လိုဇော်စိမ့်ကိုခွဲပြီးတော့သူကတက်နီးပြီးတော့ထွက်သွားမှာသူကတနင်္ဂနွေသားဆိုရင်အောက်3လေးပေါ့နော်3လေးဆိုတော့ခု9ချက်နီးပြီးထွက်သွားတာပေါ့တင်းနာသားဆိုရင်4 5ပေါ့လား4 5ဆိုတော့9ချက်နင်းသွားတာပေါ့သူက4 5ဆိုရင်သူကခုနကတော့ဘယ်ဘက်မှာပြင်းမညာဘက်မှာရွက်လှအဲ့လိုမျိုးသူကထားပြီးတော့ကိုယ်အိမ်ပေါက်မှာချပြီးတော့တက်နင်းပေါ့တက်နင်းဆိုတာ तू က4 5ဆို6ချက်နင်းတာပေါ့နင်းပြီး तू ကထွက်သွားမှာဆိုဥမာကယာရုကိစ္စသွားမှာလားဒါမှမဟုတ်လို့ရှိရင်လည်းကိုခုနဟလာဟိုတခုခုပေါ့နော်ကိုသွားပြောပတ်စံကိစ္စတွေပြောကြတခုခုကိုအဲ့ဒါတခုခုပေါ့ဒါမှမဟုတ်လဲဒီမှာဆိုရင်တင်းမောလိုက်မယ်လို့ပေါ့အဲ့လိုမျိုး तू ကဆိုရင်အဲ့ဒါကိုနင်းထွက်ပြီးတော့ကိုကအချက်ရည်နဲ့နင်းထွက်ပြီးတော့သွားတာမျိုးလဲကိုကလှုပ်လို့ရတယ်အဲ့ဒါမှ तू ကဒီခုနကတရီယန်နဲ့စတူယန်ပေါ့ဟိုအသားပေါ့ဟိုတရီယန်နဲ့စတူယန်ဒီခုနကဒီ
ဟိုအသားကိုအဲ့လိုမျိုးဒီရိုက်လိုက်တယ်တို့ဘာလို့ဆိုလို့ရှိရင်တော့တို့ကဟိုခုနကပြောတဲ့တောက်ကြချိန်မှာတုံးတော့ဒီနေရာမှာ Trians to Yan ကိုတို့ကဟို Trians to Yan ကိုတို့ကအဲ့လိုမျိုးဒီအသားမဟုတ်ဘဲနဲ့အယုတ်လုပ်ပြီးတော့လေအဲ့ဒါကိုတို့ကသူ့ရဲ့အိမ်ဝင်ဝဖနှက်ချွတ်တွေမှာမြုပ်လို့ရတယ်ဒီဘက်ခေတ်တွေမှာတော့အဲ့လိုဖနှက်ချွတ်တွေပါလေဟိုမြေကြီးတွေပါတိတ်မရှိတော့လေကွန်ကရစ်တွေပါများတဲ့ခါကျတော့တို့ကအဲ့ဒါမျိုးလေးကိုပန်းအိုးတွေပဲနဲ့လှုပ်လဲရတယ်ဒါကတော့တို့ကအယုတ်ထုတော့သူကတော့ဒီအဆောင်ပညာကန်းထဲမှာတိတ်တန့်ပေါ်ဒီ Christ ကိုစောင်းသွားတာတိတ်မရှိဘူး Christ ကိုစောင်းတာအချိန်ပဲရှိတယ် Christ ကိုစောင်းရမယ် Christ ကိုရှောင်ရမယ်ဆိုတော့ Christ ကိုစောင်းနေဆိုတာအချိန်ကိုပဲစောင်းတာလေအမြည်သူမဆိုကိုယ့်ရဲ့စောင်းတဲ့အချိန်က Trians to Yan အချိန်ဆိုတာဗာလေခုနကတို့ဟိုဗုဒ္ဓအချိန်တို့ဟလာဂုရုအချိန်တို့ပေါ့အဲ့လိုမျိုးအချိန်တွေကတော့တနင်္လာသားအပေါ်ရောက်သွားတာဖြစ်တဲ့အတွက် Christ ကိုစောင်းပါဆိုတဲ့အခါမှာအချိန်ကိုစောင်းခိုင်းတာChrist ကိုရှောင်ပါဆိုတာကတော့အဲ့လိုပေါ့ဟိုတပည့်ရန်နေဒီခုနကဒီခုနကစတူရန်အခါမှာပေါ့အဲ့လိုပေါ့ဟိုဒီဆောလာလေဆန်ဂိမ်းတို့ပေါ့ဆိုအဲ့ဒါကိုပြောတာလေဆောလာလေဆန်ဂိမ်းဆိုတာသူကဒီအဲ့နှစ်နန်တွဲပေါ့နှစ်နန်တွဲအရက်ပေါ့တပည့်ရန်နေကိုဒီခုနကအဲ့လိုစတူရန်အခါမှာတပည့်ရန်စတူရန်အရက်ကိုမသွားတာလို့ပါတော့လို့ပေါ့စတူရန်တရီယန်အရက်ကိုမသွားတာလို့ပါလေဆန်ဆိုရင်တော့သူကပြောင်းမြန်ဖြစ်သွားတာပေါ့ဆောလာဆိုရင်တော့သူကအတဲ့ပေါ့ဆောလာဆိုတာသူကအဲ့လိုဒီလိုအချိန်ခါမျိုးမှာလေဆန်ပေါ့မ43အရက်ကိုမသွားတာပေါ့ဒါမှမဟုတ်အချမ်းမြင့်မြင့်တောင်ဘက်ရက်ကိုမသွားတာလို့ပါလေသူကတုံးလို့ရတယ်အဲ့ဒါကိုသူကဆောလာလေဆန်ဂိမ်းလို့ခေါ်တာပေါ့ဆောလာလေဆန်ဂိမ်းဆိုတာဒီခုနကတနင်္ဂနွေရဲ့ဟိုနင်းပေါ့တရီယန်စတူယန်နဲ့ပတ်သက်တဲ့အန်ရရှိတဲ့ဟာကိုတားထားတာပေါ့ဒီ Christ ပညာကန်းကတော့ခုနဟိုနင်းဆရာပြောသလိုပေါ့ဒီနဝင်းမှာလည်းသူကအများကြီးသုံးသွားတာရှိတယ်သူကတော့အဆောင်ရုပ်ကတော့တိတတ်မရှိပါဘူးဒီအခုတို့ဒီလူတွေပါထွက်သွားတာလို့ဘာလို့ဆိုရင်တားကိုအရင်သင်ပြီးသားပါလားမသိဘူးမတနင်္ဂနွေသားပေါ်ထွက်သွားတယ်တင်းနာသားထွက်သွားတယ်ဆိုသူ့ရဲ့တရီယန်နဲ့စတူယန်အရွက်ကိုခင်းတာလေအဲ့ဒါပြပြီးပြောပြီးဗလားဟုတ်ပြောတာသူကပထမဆုံးဒီမတနင်္ဂနွေဆိုလို့ရှိရင်မရွက်လှပေါ့နော်အောက်ကနေပြီးတော့ဒီဇော်စိမ့်ပေါ့အဲ့ဒါကိုခင်းပြီးတော့ပေါ်မှာသူပစိုးတင်မယ်ကွာပစိုးပေါ်မှာအင်ကြီးတင်မယ်ဓာတ်ပုံတင်မယ်အဲ့အရင်တစ်ခေါက်ပြောဘူးနော်ဓာတ်ပုံတင်ပြီးအပေါ်မှာပကံတင်ပြီးတော့အမှဖန်ခွက်တင်ပြီးတော့အမှသူ့ရဲ့အညွန့်ကိုပြန်ထိုးတာတော့ပေါ့အဝတ်စားနဲ့သူ့ရဲ့အခန်းထဲမှာသူ့ကိုနင်းပေါ့အိတ်ခန်းထဲမှာလို့ပေါ့လို့ထားလို့ရတယ်သူအိတ်တဲ့အိတ်ရမှာလဲဆင်လို့ရတယ်ဒါကတော့တို့ကဟိုတရီစတူမဟုတ်တော့ဘူးသူကတရင်းနဝင်းပညာကန်းဖြစ်သွားတယ်တရင်းနဝင်းပညာကန်းပေါ့အဲ့တော့တို့က